ထိန်းထားကျွန်တော်ဟီကိုပြန်ဖြည့်ရှင်းဖို့အတွက်တော့စူးစမ်းနေတယ်ဗျာ အလန်နေပြန်ပြီးတော့ down so raw strong band မှာ shut down ခင်းနေ heat ချမလားပေါ့ဒီကဲတော့ကျွန်တော်အဲ့လိုမျိုး Asmarada နဲ့ Sora နဲ့ combination ထက်စား ဘတ်တယ်စဖွင့်ဖို့တော့ကြိုးစားရမယ်မဟုတ်ရင်တော့ဒီ free ရဲ့တောင်ပန်နေနဲ့ Sora strong band တွေအောက်မှာအလူးလဲနဲ့ပြူးပြဲသွားမှာတော့ Ontario ကိုကိုယ်တိုင်ပဲဗျာ နော်ကျွန်တော် game number 2ကတော့ခေါင်းနေလေးထွက်လာ Oh damn bro damn နော်ခါလီကိုတွေ့ဆုံဟာ ခဲ့တဲ့အနောက်ဂျာကာတာဂုံဆောင်အနီရောင်သင်းဖြစ်တဲ့ Ontario ကိုပြန်လာပြီးတော့တလန်းလာတယ်မလားသို့မဟုတ်ဘာရဲ့ရှစ်ချမ်းတွေရောက်ရှိလာခဲ့တဲ့ ESA Dragon Team Spirit ကပဲသူတို့ရဲ့ 2-0 နောက်တော့ခြေသလန်းကွာဆိုတဲ့အနေထားတစ်ခုကိုဆက်လက်ပြီးတော့ဖန်တီးသွားနိုင်မလားကျွန်တော်တို့အားလုံးအတူစောင့်ကြည့်ရမှာဖြစ်ပါတယ် ဟုတ်တယ် melee match မှာသွားပြီးတော့ကြည့်မယ်ဆိုရင်တော့ Sabo နဲ့တစ်ဖက်ကနေပြီးတော့ Sunset Lover ရဲ့ combination ကသူတို့အနေနဲ့ပို့ပြီးတော့တက်လက်မဲ့အနေထားမျိုးလေးကိုသွားပြီးတော့တွေ့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ Mighty Swim နဲ့အဲ့လိုမျိုးတစ်ဖက်ကနေပြီးတော့ပြန်ပြီးတော့ပေးမယ်ဆိုတဲ့ impact လေးကသွားပြီးတော့ရှိနေသေးတယ်ဒီဟာတွေလည်းမေးထားလို့တော့မရဘူး Draw နဲ့ Eve ဆိုတဲ့ combination တစ်ခုကကျွန်တော်ဟိုးတစ်ချိန်ကတည်းကတကယ်ကိုကောင်းခဲ့တဲ့ combo ဒီတစ်ခုဗျာ ဒီမှာလည်းစာဝနေနဲ့ Jungle Rush တွေပါတော့ဒါနည်းနည်း vision ပြဖို့ပြောင်းလာခဲ့တဲ့ပန်းလေးတွေရှိတယ်ပေါ့နော် Sunset Level နဲ့စာဖို့ပြန်တွဲလာခဲ့တဲ့ပန်းလေးတွေရှိတယ်သူကတော့အမှန်တကယ်ကနေဝင်ချင်းကိုချစ်တဲ့သူဆိုပြီးတော့သူ့ဘာသူချစ်တယ်လို့တော့ထင်ရတယ်ဒါပေမဲ့နောက်ပိုင်းသူ့နာမည်ရဲ့အထိပ္ပယ်အဲ့ဒါမဟုတ်တော့ဘူးဗျာသိလားပြန်သူများနေဝင်ချင်းကိုဘာလို့ချစ်လဲဆိုလို့ညသူကဒီပြန်မဲ့ကစားသမားတွေပြန်မဲ့ hero တွေကိုနေဝင်ချင်းရောက်တော့ပို့ပေးလိုက်လို့ Sunset Level လည်းဖြစ်နိုင်တယ်ဒီနာမည်ရလေ ဖြစ်နိုင်တယ်နေဝင်ချင်းပို့သူပေါ့နော်ဒါမျိုးကဖြစ်ကောင်းဖြစ်နိုင်တယ်ဗျာတော့စင်ကတော့ကျွန်တော်တို့တွေးထားသလိုမျိုး Alec ရဲ့ Mighty Swing နဲ့ Hachumi ရဲ့ White Blast White Crystal ရဲ့တွဲလုံးနေနဲ့အတူ make it ထားကျွန်တော် Crew Wave လေးတွေကိုအများဆုံးရှင်းနိုင်မယ်ဆိုတဲ့ပုံစံမျိုးလေးတွေတော့မတွေ့ရဘူးTornado Strike တွေနဲ့တစ်ဖက်ကနေပြီး Kimi ရဲ့ Continuous Chemistry ဒီ Chemical Spray Damage တွေချားရဲမှာတစ်ဖက်ကနေပြီး Tin Spray ရဲ့ Mid Combination ကပို့ပြီးတော့တွက်လက်နေတဲ့အနေအထားမျိုးလေးကိုတော့တွားပြီးတော့တွေ့ရတယ်ဗျာအဓိကစာဝသွားနေခဲ့တဲ့ဒီခါလေးတွဲလုံးကိုခုနကျွန်တော်တို့ပြောခဲ့သလိုပဲ single rotation သွားမှာဒါတော့တစ်ဖက်ကဒီ grow ရည်သက်ရှင်းနဲ့ Eve တို့ကနည်းနည်းသွားပြီးတော့ 3v1 skirmish မှာနည်းနည်းဂိုင်းကမလုံးနိုင်ဘူးပြန်ပြီးတော့မဖြတ်နိုင်ဘူးဆိုလို့ရှိရင်တော့အားလေး rotation ပိုင်းနေမှာ Disprey ရဲ့ aggression ကိုနည်းနည်းသွားပြီးတော့ Otago နေနဲ့ပြတ်တော့ထားဖို့တော့ခက်လိုက်မယ်ပေါ့နော်မောင်ရှော့ကတော့ရလိုက်ပြီ Yasuki နေနဲ့ဒီစာဝရဲ့ time လေးကိုပြန်ပြီးတော့လေးချက်ရင်းနဲ့ပဲ first blood ဘာညာ take down လုပ်ဖို့တော့လိုတယ်မဟုတ်ရင်တော့ first certified မှာလည်းကျွန်တော်တို့အရန်ကြီးလွယ်ကူအောင်မှာတော့မဟုတ်သေးဘူးပေါ့နော် level time ရတော့ကျွန်တော်တို့ပြန်ကြည့်ရမယ့်ပန်းလေးရှိတယ်နောက်မှလည်း slash တွေပဲသုံးပြီးတော့ Hiko နေနဲ့ lane ကတ်မယ်ဗျာလက်ရှိမှာနည်းနည်းသူနည်းနည်းဒီ river လေးပါလေးအသုံးချပြီးတော့လာပြီးတော့ combination လာလို့ရတဲ့အရာမျိုးတွေလည်းကျွန်တော်တို့သွားပြီးတော့ဖြစ်နိုင်တယ်ပေါ့နော် Alpha ကတော့လုံးဝနောက်ကျသွားပြီဗျာသိကြတယ်ဟုတ်တယ် Hiko combination ရောက်လာတဲ့ data တစ်ခုမှာ Hijumi နဲ့တော့သွားပြီးတော့တွေ့နေပြီအောက်မှာ Dino 2v1 ဆိုတဲ့ data တစ်ခုမှာ Kip Bomba တ flash Heaven West ကြည့်ကြတယ် Dino လုံးဝတော့ကျွန်တော် surprise တော့မလုပ်နိုင်ခဲ့ဘူးဗျာ one shot ပြန်ပြီးအဆုံးသတ်ထားပါသေးတယ်စာဝင်နဲ့141 trade လေးပြန်ပြီးတော့ပေးထားရာဇီဖက်လည်းပြေးနေခဲ့ damage တကြားမှာ Kip Bomba Backline ရာဇီကူပြေးပြီးတော့ထိန်းနောက်မှာလည်း flicker လေးကို Kip Bomba ပြန်ပေးထားရတယ်ပဲ Bokari slash တွေအောက်မှာတော့ Hiko လာပြီးတော့ combine လုပ်ခဲ့တဲ့ chat တစ်ခုဗျာ Alec Yasuki Hijumi 3កောင်ပြန်ပြီးတော့ရှိနေခဲ့ဆိုပေမဲ့ lead စီးမရှိတော့ဘူးဆိုတော့ရည်သက်ရှင်းဒီခါမှာတော့ first starter ကို Team Spirits ကိုပဲစတင်ပြီးတော့ပေးထားလိုက်ရပါပြီအားလေးဒီလိုမျိုးကျွန်တော် rotation တစ်ပေါင်းမှာတော့တစ်ဖက်ကနေပြီး Tin Spray ရဲ့ mechanic နည်းနည်းလေးတော့တာလမှုလေးတော့သွားပြီးတော့တွေ့နေရတယ်ဗျာဒါပေမဲ့လည်းကျွန်တော် RF combination မပါတဲ့အရာတစ်ခုတော့ကျွန်တော်အနေနဲ့သတိတော့ရှိရမယ်ဗျာ RF နောက်ပိုင်းကျရင်တော့သူ combination ကျလာတဲ့အချိန်မှာဘယ်လောက်ထိများဗတဲ့ impact တွေကိုတည်ဆောင်လာမလဲ loss set level တော်တော်နဲ့ chat တွေကြားတယ်မှာနောက်ကတည်းက RF cutting call မှာတော့ Sunset Level ကလည်းနေပြန်ပြီးတော့ဝင်သွားတယ်နောက်မှလည်း one shot သူ magic လေးပါလေးတော့ဒီ poker trick လေးပါလေးပြန်ပေးခဲ့တဲ့အပန်းလေးတော့ရှိတယ်ပေါ့နော်ဒါမှလည်းပဲ Arligin ဆိုတော့ poker trick ကတခါတည်းဝင်သွားတော့ဖြစ်လိမ့်မယ်အပြည့်မဝင်ရင်တော့ဒီ deadly magic တကွာတဲ့နဲ့တေမာတော့မဟုတ်ဘူးဗျာအဲ့ချက်တခုတော့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရမယ်ဆိုတော့ပြောရရင် Arligin intro ပိုင်းနေမှာစာဝသွားခဲ့တဲ့ single man ဒီ rotation ပိုင်းတွေကို Otago နေနဲ့မဖြတ်နိုင်ဘူးဒါမှလည်းပဲ first to the fight မှာသူတို့ 1-for-1 trade ခဲ့တဲ့အပန်းလေးတွေကောင်းတယ်ဒါတပေးရတယ်ဆိုပေမဲ့ combination မှာတစ်ဖက်က Afila ခဲ့တဲ့ချက်တခုကြောင့်တော့သူတို့ Sunset Level ရဲ့ Kimi ကိုရလိုက်တယ်ပေါ့နော်ဒီချက်မှာတော့နည်းနည်းလေးတော့ကျွန်တော်တို့တာသွားတယ်ပြောရမယ်ပေါ်မှာတော့ 1v1 လေးပဲပြန်ကြည့်နေခဲ့သေးရဗျာတဲ့ Go Grab ကိုတော့ Hiko ပဲပြန်ပြီးတော့ရရှိသွားပါသေးတယ် Yasuki ရဲ့ low quad လေးတွေတော့ကျွန်တော်တို့အနေနဲ့စောင့်ကြည့်ရမယ်ဗျာနောက်ပိုင်းကျရင်တော့ဒီမျိုး Alec နဲ့ Hijumi နဲ့ Yasuki တို့ရဲ့တွဲလုံးလေးတွေ link up လေးတွေမြင်တွေ့လာရမယ်ဆိုရင်တော့ Tin Spray ဘက်ကနေပြီးတော့နည်းနည်းလေးရေးနေရလေးမှဖြစ်သွားမလားဒါမျိုးလေးကိုတော့ပြန်လည်ပြီးတော့စဉ်းစားရမယ်ပေါ့နော်အောက်မှာ Nino အနေနဲ့ကတော့အမှန်တိုင်းပြောရမယ်ဆိုရင်တော့ Sora နဲ့ Hero matchup ပြရှင်ပြီးတော့ထိန်းရတဲ့အပိုင်းလေးမှာအခက်အခဲလေးကတော့သွားပြီးတော့ရှိနေရဗျာ Tin Spray အနေနဲ့မျက်စိကျတော့ Nino ဒါပေမဲ့လည်း Yasuki ရှိနေတဲ့အတိုင်းတာတစ်ခုမှာတော့ Alec တီလည်း map vision လေးတော့ပေါ်ပြီးထားပါတယ်အလက်တော့ချုပ်သွားနေကြတဲ့အပန်းလေးကတော့မစိုးနောက်မှလည်းဒီ Hunter Strike first item priority အနေနဲ့ရတော့သူဒီမှာ Yasuki ပြန်ပြီးတော့ပေးလာခဲ့တဲ့အပန်းလေးတွေရှိတယ်ဗျာအဓိကစာဝသွားပြီးတော့ဒီ single man rotation လုပ်နေခဲ့တဲ့အချက်ကိုတော့သူတို့ကောင်းကောင်းကြီးသဘောပေါက်လာတယ်အဲ့အတွက်ကြောင့်တော့ Team Spirit အားလေးခင်းရလိုမျိုးကျွန်တော်တို့အရန်ကြီးလွှမ်းမိုးမှုတွေတိတ်ပြီးတော့ rotation ပိုင်းနေမှာမလုပ်နိုင်ဘူးဗျာ one shot လိုက်တဲ့ရောက်နေခဲ့တဲ့ချက်တခုကို Nino အန်ဒီရဲ့အငွေးသက်ကလေးတော့သူရနေတယ်တစ်ဖက်ကဟာလီပြောင်းနေတယ်တစ်ဖက်ကလည်း Kip ဖုံပါပြန်ပြီးတော့ lane free ထားခြင်းခဲ့တယ်ဆိုတဲ့အရာလေးတော့ပြန်တွေ့ရတယ်အဲ့အတွက်ကြောင့်တော့သူအဖော်ပေါင်းတော့ Alec ရဲ့ grow ပြန်ပြီးတော့ခေါ်ထားခဲ့တဲ့အပန်းလေးတော့ရှိတယ်ပေါ့နော်အဓိကတော့ 35 မတိုင်ခင်မှာ
နီနိုအနေနဲ့ပြီးခဲ့တဲ့ဗရီယာလိုမျိုးအရင်ရော short ခံလို့တော့သိမရဘူး။ normal slash ကို Hiko ပြန်ပေးထားတယ်ပဲဒီတစ်ခါ go grab ကိုလည်း Hiko ရဲ့ free ရပဲဆက်ပြီးတော့ရထားသေးတယ်။ Alter Ego ရဲ့ adaptation ကတော့တဖြည်းဖြည်းနဲ့တော့ကျွန်တော်ကောင်းလာတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဗျာ။ဒီကတော့ Nino လိုမျိုးကျွန်တော်တို့တက်တဲ့ objective 5မတိုင်ခင်မှာတော့ safe play ဆန်ကျင်တယ်ဆိုတဲ့အတွက်ကြောင့် Alex နေကတော့အလုံးပို့ဒီ river area တစ်ချောင်းမှာသွားပြီးတော့ပဲ block ထားခဲ့တယ်။ Team Spirit ရဲ့ rotation ကတော့ Nino ရှိတော့မရောက်ခဲ့တဲ့အခိုက်အတန့်တစ်ခုမှာ Alter Ego ရဲ့ဒီတက်တဲ့ objective 5တစ်ခုကိုတော့စောင့်ကြည့်ရအောင်ပဲဗျာ။ one shot အနေနဲ့တိုးလာမလားတစ်ဖက်ကနေပြီး Hiko အနေနဲ့ combination ကပါတဲ့ပြင်မှာ Sora ရဲ့ impact ကလည်းရှိနေသေးတယ်ဆိုတော့ Yasuki ရဲ့ position တရားတဲ့အပိုင်းလေးမှာခက်ခဲလေးတော့ရှိမယ်ဗျာ။ Afi lane care တော့မလဲ Deadly Magic Boga Tree လေးထပ်ပြီးတော့ပေးပတ်ကလေး flash တောက်လျှောက်ပဲ Hiko နဲ့ slash လေးပါလေပြန်ပြီးတော့ပေးခြင်းနဲ့ Bokari slash တွေအောက်မှာ Afi Reaper လေးပါလေနှစ်ဆမြန်သွားတဲ့ခိုက်တာမှာတစ်ဖက်လည်း Kip ပေါ့ပါ Yasuki ကိုထပ်ပြီးတော့စောင်းတဲ့နဲ့ Hijumi Eve ရဲ့ Rio လေးပြန်ချရတဲ့ခိုက်တော့မှာစာအုပ်ပြန်ပေးရဖို့များ spray တော့ချောပေးနေကြ damage ကြားမှာစာအုပ် stay alive မှာ Afi ပြန်ပြီးတော့အဆုံးတက်တယ်ဗျာ Phobia Demonic Force မှာ Kip ပေါ့ပါ Tabakini ကိုပါပြန်ပေးနေဗျာနောက်က Boga Tree တွေမှာ Nino ပြန်လို့ထားခဲ့တဲ့ခိုက်တဲ့တစ်ခုမှာတော့ 1 for 2T ကိုပါ Alter Ego ပြန်လေပြီးတော့သိမ့်ပိုက်ထားတယ်မပြီးသေးဘူး Auto Rage မှာ Purify လေးကိုလည်းဆက်လက်ပါပြန်ပေးထားတယ်ဘာလို့ one shot တောက်လျှောက် slash တွေမှာ Bokari တော့ကလည်း Hiko ရိုက်ခွဲနေကြတဲ့ extended damage အောက်မှာ Hijumi only ကိုရိုက်ခွဲနေနေပဲ Hijumi တက်ပြီးတော့ 4v1 Tectonic Charge တွေမှာ Hiko ပြန်ပြီးတော့ကြာဆုံးလို့သွားခဲ့ပါပြီ Display ဘက်ကနေပြီးဆန်းဆက်လက်ပါနဲ့ one shot နည်းနည်းလေးအလှမ်းဝေးနေတဲ့ data တစ်ခုမှာတော့ Hiko အနေနဲ့တောက်လျှောက်ဆိုသလို Bokari Dancer အနေနဲ့လိုက်ပြီးဖြဲလိုက်ခဲ့တဲ့အကြောင်းရင်းတွေက impact တော့သိပ်ပြီးတော့မရှိသွားခဲ့ဘူးဗျာ Yasuki ပြန်လည်ရောက်ရှိလာတဲ့ data တစ်ခုမှာတော့ objective 5 လေးဆက်ပြီးတော့ try မအောင်မယ် We got the best line one shot Demonic Force တွေမှာ Yasuki တာတဲ့နဲ့တူ Nino ထပ်ပြီးတော့အဆုံးသတ် channel က back line မှာတစ်ဖက်ကလည်းစာကိုစမ်းကလေးပြန်ပြီးတော့ရှူခဲ့ရမယ် 3v2 သွားပြီးတော့ညှိနေတဲ့ Hammer Ruff တွေကိုနိုင်ငံနောက်ကျနေကြတဲ့အချိန်တွေမှာ Afi ထပ်ပြီးတော့အဆုံးသတ်နေမှာ 1v1 မှာတစ်ဖက်ကလည်း Kip ပုံပါ Down way Demonic Force တွေအားမှာ Yasuki ထက်အဆုံးသတ်နေမယ် channel ကနောက်တစ်ကောင်မှာလာပြီးတော့ထိန်းနေတယ်ဗျာ Group Party ပြန်ပြီးတော့ TEP Rio stand နေမှာ double kill by Yasuki 3 man down မှာ Alter Ego ဆက်လက်ပြီးတော့သိမ့်ပိုက်ထားပါသေးတယ် ဒီ objective 5တစ်ခုကတော့ Alter Ego အတွက်ကတော့ကောင်းကောင်းကြီးကိုဒါစိုးမိုးလို့ရတယ်ဆိုတဲ့အရာတစ်ခုကိုတော့သွားပြီးတော့ပိုင်ဆိုင်လိုက်ရပြီဗျာ first တဲ့ objective တစ်ခုကိုလွတ်ထားရတယ်ဆိုရင် second တဲ့ objective 5မှာ Alter Ego ငကိုတဲ့ဟိုတည်ခဲ့တဲ့ strategy တွေ play ဆိုင်တွေကတော်တော်လေးတော့အသက်တော့ဝင်ခဲ့တယ် Dino လုံးဝ safe play ထားပြီးတော့ပဲသူတို့အနေနဲ့ဒီ combination အပိုင်းမှာ Dino ရဲ့ dominant force တွေနဲ့ပဲ pause spike ဖြစ်တယ်ဆိုတဲ့ moment တစ်ခုတော့သွားပြီးတော့တွေးခဲ့ရတယ်ဗျာဘက်ကနေပြီးတော့ကျွန်တော်တို့ဒီSunset Lava နဲ့ one shot ကဒီသူတို့ရဲ့ front liner တွေမရှိတော့ဘူးဆိုရင်အရင်ယူတော့ battle တွေကိုဝင်တိုးလာလို့မရဘူးဗျခုနက Nino အနေနဲ့ Kip on bar ကိုစာဝူးကိုထိတ်တောင်းလောက်သွားတဲ့အချိန်မှာ one shot ရောလုံမို့ကျွန်တော်တို့ဒီ Sunset Lava ကိုသူတို့ရဲ့ impact တွေတော့ပျောက်ဆုံးသွားတယ်ဗျ Hammer Ruff ပြပေးတော့ဘလို့ကြိုးစားလူတစည်းမှာတစ်ဖက်ကလည်း dash တွေမှာတော့ Kip ပုံပါ double dash နဲ့ဆိုတော့သူ့ကိုအရင်ဖမ်းဖို့တော့သိမလွယ်ဘူးဗျမင်းမှလည်း 2v2 သွားညှိနေသေးရဆိုတော့ Team Spirit နည်းနည်းလေးပြန်ပြီးတော့ fall back မှာတော့ဖြစ်လိမ့်မယ်အဓိကကျွန်တော်တို့ပြန်ပြီးတော့ချိရသလောက်ကတော့ early game intro ဘန်းတွေမှာလှပခဲ့ရဆိုပေမဲ့နောက်ပိုင်းဒီပြန်ပြီးတော့ RP boss ပြန်ပြီးတော့ဖြစ်လာခဲ့တယ်ဆိုတဲ့ chat တစ်ခုကိုတော့ကျွန်တော်တို့ပြန်တွေ့လိုက်ရတယ်ပေါ့နော်နောက်မှလည်း down shot ဆိုလို့ Yasuki ပြန် dive ချင်သေးရဆိုပေမဲ့တစ်ဖက်က Kip ပုံပါရဲ့ Sora နဲ့ပြန်ပြီးတော့ fall back သွားတယ်ဗျာအဓိကတော့ Kali နောက်က Sunstorm ဘာညာပြန်သွားခဲ့တဲ့အပိုင်းလေးတွေပို့ပြီးတော့တိကျမှာတော့ဖြစ်လိမ့်မယ် Starling ဘေးနဲ့နောက်ကလည်း back line ကိုပြန်ထိန်းမှုတော့ကြိုးစားတယ်ဗျာဒါပေမဲ့ one shot deadly magic လေးအနေငကူနှောင်းလည်နေတဲ့အချိန်မှာတော့ Hijumi ပြန်လဲပြီးတော့လွတ်မြောက်လို့သွားခဲ့ပါပြီ Desperate အနေနဲ့ make up objective လေးကိုများလိုချင်နေရလားဒါပေမဲ့ဒီအချိန်မှာတော့ Yasuki ကတော့တော်တော်လေးတော့အဆင်ပြေနေ comfort ဖြစ်သွားပြီလို့ပြောလို့ရမယ် early game timing အတွင်းလေးမှာတော့ Alter Ego အသင်းအနေနဲ့ကတော့တစ်ဖက်ကနေပြီးတော့ Kali လို့เนาะကျွန်တော် Sunset Level continuous damage တွေထဲမှာနည်းနည်းလေးရုန်းကန်နေရတဲ့အခြေအနေမျိုးလေးရှိတယ်ဆိုရင် second target objective 5ပြီးသွားတဲ့အချိန်မှာတော့သူတို့ရဲ့ momentum တွေကိုတော့ပြန်လည်ပြီးတော့ပဲရှာဖွေတွေ့ရှိလာတယ်ဒီအရာတွေကိုကျွန်တော်တို့ game number 2မှာကောင်းကောင်းကြီး handle သွားနိုင်မလားဆိုတော့ကြည့်ရမယ်ဗျာ game number 1တော့ကလည်း Alter Ego ကအဲ့လိုပုံစံမျိုးလေးပဲ game ပွဲစဉ်တစ်ပွဲကိုသူ16မိနစ်အထိဖိကစားထားတဲ့အချိန်အတွင်းမှာ Discipline အနေနဲ့ပြန်ပြီးတော့ဥမော်လာခဲ့တယ်ဒီလိုအခြေအနေမျိုးတွေကိုပြန်လည်ပြီးတော့ပဲကြုံတွေ့ရမလားဆိုတော့ကြည့်ရမယ်ဗျာဥမော်တော့လာတယ်ဗျာမိုးတီတော့မလာဘူးဗျာနော်အဲ့ဒီကတော့ကျွန်တော်သွားပြီးတော့ရှိနေတယ်ဒါဝေးတော့မှ Demonic Force တွေထပ်ပေးလာရတယ်ပဲစာဝ only လက်ကြည့်ထားဖို့တော့ကြိုးစားတယ်ဗျာခါလီရဲ့ Sunstorm အနေနဲ့လည်း impact ကျဆင်းနေခဲ့တဲ့ခိုက်တဲ့မှာတော့ Team Spirit front line မှာသူတို့သွားချင်တဲ့ပုံစံတစ်ခုတော့အရင်ကြီးတော့မတွေ့ရသေးဘူးဗျာအဓိကတော့ Afi နေနဲ့ fully power spike သွားပြီးတော့ဖြစ်နေရဆိုတဲ့အရာမျိုးလေးလည်းရှိတယ်ပေါ့လေ 4-3 brace mine နဲ့သွားပြီးတော့နည်းနည်း damage ပေးတာနဲ့ 5% full HP ပြန်ရမယ်ဆိုတဲ့အချက်တစ်ခုဒီအတော်လေးကိုမှအားကောင်းနေရဆိုတဲ့အရာမျိုးတော့ကျွန်တော်တို့ပြန်တွေ့ရတယ်ဗျာနောက်ပိုင်း objective 5တွေမှာ front line အရင်မသွားနိုင်ဆိုလို့ရှိရင်တစ်ဖက်က one shot ရဲ့ Harley အနားကပ်ဖို့တော့ပြန်ပြီးတော့ခက်လိုက်မယ် Sora Kip ပုံပါနောက်မလဲစာဝရဲ့ Harley ပြန်ပြီးတော့ကြည့်တစ်ဖက်က motion shot နဲ့ Yasuki low focus ထားနေကြတဲ့မှာ 3 man လေးပဲထပ်ပြီးတော့ Demonic Force နဲ့ back line control မှာ slash တွေကိုလေ Hiko ပြန်ပြီးတော့ပေး one shot ထွက်တော့မယ်အလား 3 man နဲ့ Sora Storm လေးပြန်ပြီးတော့ back line ပေးခဲ့ damage အမှာ Demonic Force ကို Nino တော့ကျွန်တော်ထိန်းနိုင်တယ်မှာ Afi back line control တွေကြားထဲမှာနောက်တစ်ခါစာကိုလိုက်ပြီးတော့ Afi အဆုံးသတ်ဖို့တော့ကြိုးစားနေသေးရဗျာ 4v1 နဲ့ Kip ပုံမှာကြန့်ရှိနေခဲ့တဲ့နောက်မှာ Hijumi အဆုံးသတ်နေတယ်ပဲ 2 man down 3 man 2 မှာ Alter Ego ဆက်လက်ပြီးတော့သိမ့်ပိုက်လို့ထားခဲ့ပါပြီ So far so good အခုချိန်ထိတော့ကောင်းနေတော့မယ်ဗျ Alter Ego ဒီချိန်မှာတော့သူတို့ရဲ့ low objective တစ်ခုကိုသာပိုင်ဆိုင်လိုက်
ရမယ်ဆိုရင်တော့ဖြင့် map control လေးကိုပါအိတ်ကထဲကောက်ပြီးတော့ထည့်ရတော့မယ်အနေထားတစ်ခုဗျ ego အနေနဲ့ famous play လေးကိုပြန်လည်ပြီးတော့ရှာဖွေဖို့အတွက်စူးစမ်းနေသေးတယ်ဒီပွဲစဉ်မှာတော့သူတို့ keep ပုံပါကိုကောင်းပြီးတော့ control ထားနိုင်တယ်လို့တော့ပြောလို့ရမယ်ဗျာ ဒီကနေ့ game number 1တော့အတော်လေးအားကောင်းသွားခဲ့တဲ့ kit ပုံပါပွဲအလေပြောင်းတွေအများကြီးကိုဖန်တီးထားနိုင်ခဲ့တဲ့ kit ပုံပါဒီပွဲ game number 2မှာတော့ Otago တင်းရဲ့ထိန်းချုပ်ခြင်းကိုတော့ပြန်ပြီးတော့ခံနေရတယ်ဒါမှလည်းပဲ Team Spirit ဘက်ကကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုတော့ကျွန်တော်တို့ကပေးခဲ့အရာလေးတွေကောင်းတယ် Motion လေးတစ်စီးမှာ Dead Weight Demonic Force တွေသွားပြီးတော့ထိနေတယ်ဗျာ But after but band but fuck la slash နဲ့ Bokari ဝင်ဖွင့်နေဆိုတော့လည်း Storm Band တွေ backline မှာ 3 man if you reward charge တွေအောက်မှာ Hiko stand down နဲ့ backline မှာဆိုတော့ Torres Pound လေးထပ်ပေးထားသေးတယ်ဗျာ Alfina ဆိုတော့ 1 for 1လေးပဲ goal လေးနှစ်ကောင်ပြန်ပြီးတော့ trade ထားနိုင်ခဲ့ပါပြီ one shot တော့မတတ်နိုင်သေးဘူး W Force တောက်လျှောက်ပေးနေကြတယ်မှာတော့ one shot ပြောင်းတော့ရုံထွက်ထားသေးတယ်ဗျာတစ်ခါတည်း Team Spirit ပဒဲဆိုင်မှုအတွက်ရိုင်းမလွယ်တဲ့အနေအထားတစ်ခုမှာတော့ Otago ကိုသူတို့ရဲ့ဆန်နာကိုတော့ပြန်လည်ပြီးတော့ချုပ်တီးထားသေးတယ်အဓိကတော့ low objective တက်လာတဲ့အနေအထားတစ်ခုမှာတော့သူတို့အနေနဲ့လိုချင်တယ်လိုအပ်ပါတယ်ဆိုတဲ့ objective တွေရည်မှန်းချက်တွေကိုတော့ကျင်းစီပေါက်ကိုရယူမှာတော့ဖြစ်မယ်ဗျာ အဓိက Team Spirit သူတို့အနေနဲ့နည်းနည်းလေး resistant ဘိုင်းကနေမှာအတော်လေးအားကောင်းသေးရဆိုပေမဲ့ဒီ battle တွေမှာတော့ over extend ရဲ့အရင်သွားလို့မကောင်းဘူးဗျာတစ်ဖက်က Mighty Swing တွေနောက်ကပါလာခဲ့တဲ့ Boy Black Crystal တွေအားလုံးနဲ့ Otago ကကောင်းကောင်းကြီး power spec ဖြစ်လာခဲ့တဲ့အချိန်မှာသူတို့အနေနဲ့ spec cast မကြံမဲ့တဲ့ sign နဲ့ chat တကူကတိတ်တော့မလန်အောင် kit ပုံမှာ Heaven Run Found လေးပြန်ပြီးတော့ပြောင်းလာတယ်ဒါမှလည်း Yazuki အနေနဲ့အရင်တော့မလောသေးဘူးဆိုတဲ့အရာမျိုးလေးလည်းကျွန်တော်တို့ပြန်တွေ့ရတယ်ပေါ့နော်အဓိကသူတို့ရဲ့ UA ချက်ကတော့ဒီတော့တခါတည်းထိန်းချုပ်သွားဖို့ပဲဗျာအဲ့ဒီအချက်တိုင်းလည်း Team Spirit အနေနဲ့ပြန်လည်ပြီးတော့ထိန်းသိမ်းထားနိုင်ခဲ့တဲ့အပန်းလေးတွေလည်းရှိတယ်ပေါ့လေမေရဲ့ second tower ကိုသာကာနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ high ground defender ပိုင်းတွေမှာ Team Spirit အတော်လေးအားကောင်းသွားပြီလို့ပြောရမယ်ကောင်းစံအတိုင်းလေးပဲ Team Spirit အနေနဲ့တပန်းလေးတစ်ခုကိုပဲပြန်လည်ပြီးတော့ခေါင်းတည့်လာခဲ့ပြန်ပြီဗျာ Hiko အနေနဲ့သူ့ရဲ့လောက်ကွက်လေးဒီ game နံပါတ်တိုင်းလေးပဲဒါလောက်ကွက်ပြောင်းနေတဲ့ပုံစံမျိုးကိုတော့သွားပြီးတော့တွေးရှိနေရတယ်ဒီနိုဒီလုံးမိုးကျွန်တော် game နံပါတ်2မှာတော့သူ့ရဲ့ dominant force impact တွေကိုတော့ကောင်းကောင်းကြီးပြသထားနိုင်ခဲ့တဲ့ movement တွေကိုတော့သွားပြီးတော့တွေးနေရတယ် Alex အနေနဲ့သူ့ရဲ့ Titanic chat တင်းရဲ့ bucket ဖေးတဲ့အပိုင်းမှာသွားပြီးတော့ပဲပြေးစုံနေရတဲ့သူအဖီဝေးအိုး Daily match တွေကြားမှာရောင်းကျုံပတိုင်းဆိုမဲ့ kit ပုံပါပြန်လည်ပြီးအဆုံးသတ်ထားပေးရဗျာ Never rap by kit ပုံပါ1 for 1 နဲ့ Yazuki ချပြီးတော့အဆုံးသတ်ချန်နေခဲ့နောက်တော့တစ်ဖက်ကလည်း Demonic Force တွေအမနီနိုရုရှားဝင်လာတဲ့ Dead Weight တွေမှာတစ်ဖက်ကလည်း Hiko only ကိုတောက်လျှောက်လိုက်ပါတယ် if you real one အမ Titanic chat နဲ့ two man by Alex Yazuki ချပြီးတော့သိမ်းပိုက်နေခဲ့ damage တွေအမချန်နေခဲ့စာဝန်တဲ့တွေတစ်ဖက် Demonic Force Dead Weight တွေမှာ immobilize နဲ့ Nino ပြန်ပြီးတော့ချဖို့တော့များတယ်2 for 2လေးပဲ sunset level အဆုံးသတ်ပေးခဲ့ damage တွေအောက်မှာတော့2 for 3 2ပါ Otago ပြန်လည်ပြီးတော့ရရှိထားခဲ့ပါပြီ Otago တိုင်းမှာလည်းပဲသူတို့ကြံနေတဲ့ man by နဲ့ high ground တက်ဖို့အတွက်မလွယ်တဲ့အနေအထားတစ်ခုပြပြန်လည်ပြီးတော့ forward ပါတော့ရတော့မယ် Team Spirit အနေနဲ့ကတော့သူတို့ရဲ့ဗတဲ့ဆိုင်ပုံဆိုင်ပေါက်လေးတွေကတော့ game number 2အထိသူတို့ရဲ့ high ground defensive very strong နေဆိုတဲ့ပုံစံမျိုးကိုတော့ကျွန်တော်တို့အနေနဲ့ခံစားမိခဲ့ရတယ်။တော့ကျွန်တော် Kim Bomba အနေနဲ့တော့ sacrifice တော့ပေးလိုက်ရတယ်ဆိုရင်မလို့သူတို့ပြန်ရလိုက်တဲ့အခိုက်အတန့်တွေကတော့ဒါသူတို့အနေနဲ့ game ကို extend ထားနိုင်တယ်လို့ပြောရမယ်ဗျ။ game number 1ကလေးကို Team Spirit ဒီလိုမျိုး mental မျိုးတွေကိုကျွန်တော်တို့အနေနဲ့တွေ့ရှိခဲ့ရတယ်။ဒီရောက် Alter Ego အနေနဲ့ကတော့နောက်တစ်ခေါက်ထပ်ပြီးတော့မဖောရင်ဝါဖို့အတွက်ကတော့လိုပဲဗျ။ ကဲကျွန်တော်တို့ game number 1တော့ကြာဆုံးခဲ့တဲ့ပုံစံတစ်ခုတော့တချို့သူတွေလည်းမျှော်လင့်နေကြတယ်ဆိုတဲ့အရာမျိုးတွေတော့ကျွန်တော်ပြောရမယ်။နော်ဘယ်သူမှတော့မရွေပါဘူး။ဒါမှလည်းပဲဒီအချိန်မှာ Otago တင်းရဲ့ဒါ secondပိုင်းလေးပြန်ပြီးတော့လန်ကြလာဖို့ဆူတောင်းနေတဲ့သူတွေဆိုရင်မနှဲဘူးဗျ။ဒါမှလည်းပဲဒီချက်က game 2မှာ immediate ဖြစ်ဖို့အတွက်ခက်ခဲလာခဲ့တယ်ဆိုတဲ့အရာမျိုးတွေတော့ပြောရမယ်ပေါ့နော်။အဓိကတော့ဒီ one shot jungle နဲ့နည်းနည်းလေးပြန်ပြီးတော့ကြိုးကြည့်နေခဲ့တဲ့အပိုင်းလေးတော့ရှိတယ်။သူက double 1 3ဖြစ်နေတဲ့အချိန်မှာတစ်ဖက်က Yazuki fully power spike ပြ 617 နဲ့အတော်လေးကိုမှ atomization ပြေးဝနေပြီဆိုတဲ့အရာမျိုးတွေတော့ကျွန်တော်တို့ပြောရမယ်။နောက်လည်း Alfidi ပြန်ပြီးတော့သွားလို့ရတဲ့အပိုင်းလေးတွေရှိတယ်ပေါ့နော်။ဒီတစ်ခါမှာ spare man control ရသွားပြီးတော့ပေးခြင်းနဲ့ total play တက်ပြီးတော့ပေးခဲ့ damage တွေကြားမှာတော့ oh hey Alfie နံပါတ်1 for 1နဲ့ Nino ထပ်ပြီးတော့အဆုံးသတ်တစ်ဖက်ကလည်းချန်ခဲ့တော့ damage တွေအောက်မှာ Hiko ပြန် down နေဗျာ Dominic Force တွေ down shot ဆိုလိုက်ပါနေခဲ့ Nino ရဲ့ damage တွေအောက်မှာစာဝစမ်းကန်လေးနဲ့ပြန်ပြီးတော့ပြေးခြင်းနဲ့ sunset level ရောက်ရှိလာခြင်းနဲ့အတူပဲ Team Spirit ပြန်လည်းပြီးတော့ forward ထားပါသေးတယ် Otago နဲ့ RC မရှိဘူးဆိုရင်မလို့သူတို့အတွက်ကတော့ 4v5 ဆိုတဲ့ situation 4v3 ဆိုတဲ့ situation တခုမှာတော့ဒီအချိန်မှာ low objective ကိုကောင်းကောင်း dance လို့တော့ရပြီဒီကတော့ကျွန်တော် Alex နဲ့ Nino ဆိုတဲ့ front liner နှစ်ယောက်တော်တော်ကြီးကိုတောင်းနေပြီဗျာဒီတိုင်းမှာ Hajuni အနေနဲ့ကတော့ zone နဲ့ကောင်းကောင်းထားလို့ရတဲ့အခြေအနေတခု Team Spirit အနေနဲ့ကတော့ chain တွေပေါက်ကို defend တခုကိုပဲပြန်လည်ပြီးတော့ရွေးချယ်တော့မှာဒီတော့လည်းပြန်ပြီးတော့ပြီးသွားပြီနောက်မှလည်း Boy Block Crystal Band နဲ့ Hichumi လိုက်ကြည့်နေခဲ့တဲ့အချိန်မှာတော့ Yazuki အနေနဲ့ရောင်းရ Jungle Space တွေအားလုံးကိုတော့စားသုံးသွားဖို့တော့ကျွန်တော်တို့ကြိုးစားလိုက်မယ်ဗျာ Team Spirit ဘက်ကတော့သူတို့ဒီ Harley Jungle ဆိုတဲ့ chat တခုကသူတို့တာသွားတယ်ဆိုတဲ့အရာမျိုးဆိုလို့ရှိရင်တော့အဆင်ပြေတယ်ဒါမှလည်းပဲနေပါခဲ့တဲ့အရာမျိုးလေးတွေသာဖြစ်မယ်ဆိုလို့ရှိရင်တော့ဒါတော်တော်လေးပြန်ပြီးတော့ရုန်းကန်ရလေးတော့ရှိတယ်ပေါ့နော်အထူးသဖြင့်သူတို့ပစ်ထားခဲ့တဲ့ front line ဘိုင်းတွေမှာဒီ Hiko ရဲ့ Freya ပါလာတယ်စာဝေးရဲ့နောက်မှာလည်းဒီ Kali ဘာညာပါလာတယ် Sora လည်း Kip ပေါ်မှာနေနဲ့ပါလာခဲ့တဲ့အပန်းလေးရှိတယ် Triple Fighter တွဲလုံးဒီ Jungle Type တဲ့အပန်းလေးတွေသူတို့တာတဲ့အချိန်တွေမှာအရန်ကြီးဥဆောင်လို့ကောင်းတယ်ဆိုပေမဲ့တကယ်နေပါနေတဲ့အချိန်မှာတော့ backline နဲ့ hero တွေကိုအရန်ကြီးပြန်ကားလို့မရဘူးဗျာဒါကြီးမားတဲ့ပြဿနာပဲဒီပြဿနာကိုဘယ်လိုမျိုးဖြေရှင်းကြမလဲ low objective တက်လာတဲ့အနေအထားတစ်ခုမှာတော့ one shot trolley position ကျော်နေတယ် dominant impact တွေသွားပြီးထိတိုင်းနေတာတစ်ခုမှာ dominant force နဲ့တော့ Nino ခေါင်းတိုးပြီးတော့အရင်ခေါင်းမှာပြီးတော့မဝင်ချင်သေးဘူးဗျ Kip ပေါ်မှာအနေနဲ့ spare gas sport ပဲစဉ်းစားနေတဲ့နေတာတစ်ခု manipulation backline နဲ့ Heaven Roughly Kip ပေါ်မှာပြန်ပြီးတော့ပြောင်း real warrior အောက်က down damage တွေအောက်မှာတော့စာကိုပြန်ပြီးတော့ take can လေးလုပ်ပေးတိုင်းနဲ့ပဲတူလဲမေကတော့ပြန်ပြီးတော့ပေးရတယ်ဒါမှလည်းပဲ Team Spirit သူတို့အနေနဲ့အကောင်းဆုံးသော high ground defense တစ်ခုတော့ပြန်ပြီးတော့ပြလို့ရ
နေသေးတယ်ပေါ့နော်အဓိကတော့ Team Spirit တော်တော်လေးတော့နှိမ့်နေသေးရဆိုပေမဲ့သူတို့ရဲ့ဗဒက်တစ်ပေါက်ကလည်းအရန်ကြီးတော့ခက်ခဲတဲ့ຢာပြီးတော့မဟုတ်ဘူးဗျ Freya Sora ရဲ့တွဲလုံးသာအဆင်ပြေခဲ့မယ် Strong Band နဲ့ဒီ Bokari Slash တွေ Desert နေသာအဆင်ပြေခဲ့မယ်ဆိုလို့ရှိရင်တော့ Otago အနေနဲ့နောက်ပိုင်း impact ချလာခဲ့တဲ့ဒီ Grow တို့ဘာလို့တွဲလုံးတွေအောက်မှာတော့ပြန်ပြီးတော့ပေးရနိုင်ကြီးများတယ်ဒါမှလည်းပဲတစ်ခုရှိတာ Nino ရဲ့ 4VS ဒီ battle မှာပို့ပြီးတော့ကြာလေလေအားကောင်းလာလေဆိုတဲ့အရာမျိုးလေးလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် 4VS တို့ဘာလို့ဒီ CC တို့ကိုပြန်ပြီးတော့ရှင်းမယ်ဆိုတာမျိုးထက် Eve နဲ့ Yisan Shin ကိုပဲ Team Spirit ကပို့ပြီးတော့အာဝန်ဆက်လိုက်တာကောင်းမလားလို့ပေါ့ဗျာ ဟုတ်တယ်ဘယ်လိုမျိုးကျွန်တော်စဉ်းစားမယ်အပိုင်းတွေကတော့သွားပြီးရှိနေရဗျဘီကတက်လာတဲ့ data တို့မှာတော့ manipulation ပြန်ပြီးခင်းနိုင် data တို့ကဆက်ဆက်ပြန်ပြီး fall back နေသေးတယ် Alex from backline 2 man ထိန်းနိုင်ကျွန်တော် Higo ပြန်ဖြည့်ရှင်းဖို့အတွက်တော့စူးစမ်းနေရဗျအလန်နေပြန်ပြီးတော့ down Sora Strong Band နဲ့မှာ shut down ခင်းနေ Higo WKT ကိုပါသိမ့်ပိုက်ထားရတယ်ပဲ High ground attacking fan နဲ့မှာအနိုင်ငယ်လေး error ချို့တော့ Otago Esports ကြီးကလည်းကျွန်တော်တို့စပြီးတော့မြင်တွေ့ရပြီဗျာ2 man down သွားတယ် low time ဒီ10မိနစ်ကျော်ကာလထိရောက်နေခဲ့တယ်လို့သာနည်းနည်းလေးကန်ကောင်းသွားခဲ့တဲ့အနေအထားမျိုးဗျာအကယ်၍သာလော်နာနီးခဲ့တဲ့ objective fighter နီးခဲ့တဲ့ဒီ battle တစ်ခုသာဖြစ်မှဆိုလို့ရှိရင်တော့ Team Spirit ဒီ law ပြန်အဆုံးတန်နဲ့သူတို့ရဲ့ကြီးမားတဲ့ late game turning point ကိုရရှိသွားခဲ့မယ်လို့ကျွန်တော်တို့တစ်ထစ်ချပြောရမှာဒါမှလည်းပဲဒီ2 man down သွားခဲ့တယ်ဆိုတဲ့ချက်တစ်ခုတော့ objective fight ပေါ်မလာသေးတဲ့အနေအထားဆိုတော့ Otago အနေနဲ့အနည်းငယ်လေးကန်ကောင်းသွားတယ်ဒါမှလည်းပဲပြီးခဲ့တဲ့ minute ပိုင်းတော့ကျွန်တော်တို့ပြောတဲ့အချိန်မှာ now gap ဒီ 5k ဒါပေမဲ့လက်ရှိချိန်မှာ 1.6k ထိပဲကျန်တော့တယ်ဗျာ Otago အနေနဲ့နောက်ထပ်အမားတစ်ခုကိုတော့ထပ်ပြီးတော့လုံးလို့မရတော့ပါဘူးကဲကျွန်မတစ်ပတ်ပြန်ပြီးတော့လဲလာပြီလား16မိနစ်တိုင်မျိုးနေပြီ one shot ပြီးပြီးကတ်ထားခြင်းနဲ့ဆိုရင်ဘလို့ Otago ကို response တော်တော်လေးကိုမြန်နေစာဘူးဆန်းဆုံးနဲ့ပြန်ပြီး forward ထိုင်နေတာတော့ manipulation နောက်ကတည်းကတော်တော်လေး charge စာဘူးစတင်ပြီးတော့ပဲအဆုံးသက်ခံရတယ်ဗျာကျွန်တော်ကောင်တော့စားခံမယ်ဆိုတဲ့ minute ပိုင်း6တော့ကျွန်တော်တို့ပြန်ပြီးတော့ရောက်လာတယ်နောက်မှလည်း 4 man ကျန်ရှိနေကြတဲ့ Team Spirit သူတို့အနေနဲ့ဒီ law ကိုလည်းအရန်ကြီးတော့စိတ်လွတ်ကိုလို့ပေးလိုက်လို့မရဘူးဗျာ law နဲ့ opposite lane မှာလည်း mega pressure တွေပဲပြန်ပြီးတော့ရှိနေသေးပဲဆိုတော့နည်းနည်းလေး minion management နဲ့လည်းကျွန်တော်တို့ပြန်ပြီးတော့လုပ်ရအောင်မယ်အဓိကတော့ Otago အနေနဲ့တစ်ဖက်ကကျွန်လာခဲ့တဲ့အချက်ကိုအသုံးချပြီးတော့ခါးလေးကိုပြန်ပြီးတော့အဆုံးသတ်လိုက်တယ် right ကောင်းတယ်ဒါမှလည်းပဲအရန်ကြီးတော့သူတို့ဘက်ကလည်း over extending ပြန်လုပ်လို့မရသေးဘူးဗျာဒီ law ကိုယူလိုက်ပြီးတော့တခါတည်းပဲ low advantage နဲ့နောက်ထပ် online mega ဒီ crystal throne တွေပြန်ဖိုင်းတာတော့ပူကောင်းတဲ့အရာမျိုးဗျာနည်းနည်းလုံးလို့မရဘူး Team Spirit ဒီပြန်ပတ်ရဲ့အမားသေးသေးကိုပြန်ခွင်ကောင်းယူနေသူတို့ရဲ့ကြီးမားတဲ့အကျိုးသက်ရောက်မှုဖြစ်အသုံးချနိုင်တဲ့အသင်းမျိုးဆိုတာမေထားလို့မရဘူးဗျာ 5vs5 high ground attacking ကိုကျွန်တော်တို့တစ်ချက်ဆက်ပြီးတော့ကြည့်ရပါဦးမယ် Otago လုံးဝအမားခံလို့တော့မဖြစ်ဘူးဗျာနော်ဒီကမှာလည်းကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် Hijumi ရဲ့ Eve Real Warrior ပို့ပြီးတော့ battle control အားကောင်းလာခဲ့တယ်ဆိုတော့အရာမျိုးလေးတွေလည်းကျွန်တော်တို့ပြန်ပြီးတော့တွေ့ရမယ်အနေငယ်လေးငြိမ်သွားခဲ့တဲ့ battlefield မှာတစ်ဖက်က Team Spirit ဘက်ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်း front line damage take ကတော့အရင်ကြီးအားရစရာတိတ်မရှိဘူးဒါပေမဲ့ Freya မှာ Rose Good material လေးပြီးလာပြီနောက်မှလည်း K ပုံမှာ Storm Band နဲ့အောက်မှာသူရဲ့ HP ratio ကလည်းအတော်လေးလည်းများလာခဲ့ပြီပေါ့နော် YS ပြီးတဲ့အချိန်မှာ spare band တွေကလည်း plus 10 Queen Swim မှာကျွန်တော်တို့သွားပြီးတော့တွေ့ရတယ် Jungle Space တွေပဲပြန်လည်ရရှိထားဖို့တော့ကြိုးစားနေသေးရဆိုပေမဲ့ဒီ law နဲ့အတူပဲတက်တာတော့ Otago အတွက်ပိုကောင်းတဲ့အဖြေတစ်ခုဖြစ်ပါလိမ့်မယ်တိန်3လိန်းလုံးကတော့ PPCC နဲ့တက်လာခဲ့မှာပဲ Team Spirit မှာတော့ဒီ law ကိုဖြည့်ရှင်းဖို့အတွက်ဘယ်လိုမျိုး plan တွေများရှိမလဲဆိုတော့ကြည့်ရမယ်တကယ်ကိုပဲ pause ဖြစ်နေတဲ့ movement တွေကနေပြီး oh my spin flicker ကျွန်တော် one shot damn you down လေဗျာနောက်မှလည်းချန်ခဲ့နောက်တစ်ကောင်ဆောက်ဝတစ်ဖက်ကလည်း Evia Real လေးပြန်ပြီးတော့ base down ပိုင်းမှာ 3 man နဲ့ Kip ပုံမှာ backline ကိုလေတစည်းနဲ့ရာဇူကထပ်ထိန်ခဲ့ damage အောင်မှာ Kip ပုံမှာ Storm မဲ့ပြန်ပေးခဲ့မယ် RP ထပ်ပြီးတော့သိမ်းပိုက်ချန်ခဲ့နောက်တစ်ကောင် backline တွေအောက်မှာတခါတည်း Bliss လေးထပ်ခွဲလာနေပဲဆောက်ဝ damn you down ရဗျာနှစ်ကောင်နဲ့ချန်ရှိနေခဲ့တဲ့ Team Spirit တစ်ဖက်ကလည်း Hiko ချန်ရှိနေခဲ့ Minion Wolf အော်ထိန်နေတယ် backline မှာ Samson Laba Toke Jumida 3v2 defend target မှာ Crystal Throne ရိုက်ခွဲနေခဲ့ Nino Alfie damage တွေအောက်မှာတော့1-1ဆိုတဲ့ရတဲ့